ဘာဖြစ်ရမှာလဲအဲ့လူကငါအဖကိုပြောနေငါကြားခဲ့တယ်ဘာပြောတာလဲကိုဖိုးတွေဒီလူကတို့ဘာယုံကိုအဆွဲချိုးပြမယ်တဲ့ကွာပြီးတော့ပညာတွေနှုတ်ပြပြီးနူအောင်လုပ်မယ်တဲ့ကွာမိုင်ရလိုက်တယ်လူငါအဖဘသူ့ဒုက္ခပေးဘူးလို့လေအေးဟုတ်တယ်အဲ့ဒါကြောင့်ငါလည်းမင်းကိုပြောပြတာဥအောင်ကိုစိတ်ဘူးလို့ဟိစိတ်ဘူးပါနဲ့ဗျာအဖကသူ့နိုင်ပါတယ်ဒါပေမဲ့အဖကသူ့ပညာလူမတတ်ချင်ဘူးတဲ့ဒီလူကတတ်မှနိုင်ပဲပုံပဲဗျာအဲ့ဒါဆိုဘယ်လိုလုပ်ကြရင်ပို့တယ်မောင်မိုးတွေကအတန်ကြာတွေးနေတယ်မောင်မိုးတွေကိုဝိုင်းကြည့်နေကြတယ်အဲ့ဒီထဲမှာကိုညုံမောင်လည်းပါတယ်အဲ့တော့မောင်မိုးထင်ကလက်ပြောက်တစ်ချက်ကိုတီးလိုက်ကတိပြီဗျာဘာလို့မှမစားတိပြီအေးတိရင်ပြောစမ်းမအောင်ကွာတီးကျင်စိတ်ကစိုးနေတဲ့ကိုညုံမောင်ကြီးကပထမဆုံးမေးနေလေတယ်အဲ့ဒီကမောင်မိုးထင်ကကိုညုံမောင်ကိုကြည့်ပြီးကျုပ်ကအဖန်တော့မှအကြံမြောက်မယ်တင်လို့ကိုညုံမောင်ရင်နှွေးချမ်းလေးထည့်ပြီလို့ပြောမလို့ပါမင်းရလဲကွာငါတော့တကယ်ရမ်းလာလို့စတာပါဗျာလာကြဒီမှာဝိုင်းဖွဲ့ကြတူတူကြီးပြောပြငနက်အကူညီတော့ယူရမယ်ဗျာမောင်ဘိုးထင်ရဲ့နားကိုသူတို့အားလုံးဝိုင်းဖွဲ့လိုက်ကြပြီးခေါင်းကိုတညိမ့်လှုပ်ပြီးတော့နားထောင်နေကြပါလိမ့်တော့တယ်ဦးအောင်တယောက်အိမ်ဝိုင်းထဲမှာရှေးချောင်းနောက်ချောင်းလှုပ်နေတယ်သူတခုခုကိုစိတ်ပူနေပုံရတယ်မောင်ဘိုးထင်ကထမင်းချက်နေဖြင့်ဦးအောင်ကိုကြည့်လိုက်တယ်အမေနဲ့စကားပြောရင်တဟားဟားနဲ့ရည်နေတတ်တဲ့ဦးအောင်ဟိုအထက်လန်းဆရာရောက်လာကလေးမှအရှိပြုံးနှဲသွားတာတိတာနေပြီလေအဲနောက်ထမင်းကိုငှဲ့လိုက်ပြီးတော့မီးကြီးကဲပေါ်မှာထမင်းကိုနှက်လိုက်ကဦးအောင်နာကိုသွားလိုက်ပြီးအဖဘာလို့စိတ်ပူနေငါ့ကိုဟိုထက်လန်းဆရာစိန်ခေါ်သွားတယ်ကွာဘာလို့လဲအဖကြောက်လို့လားကြောက်လို့မဟုတ်ပါဘူးကွာငါရှုံးရင်လည်းငါခံရမှာငါနိုင်လဲထက်လန်းဆရာကြီးကငါ့ကိုရန်သူလိုသဘောထားမှာငါတော့ခက်ပြီကောင်းလေးစိတ်ကြီးနဲ့ဦးအောင်ကိုမောင်ဘိုးတင်တနာနေမိတယ်သူတို့မဟုတ်တာတွေဘယ်လောက်လှုပ်နောက်ကနေအမြဲတမ်းမဆူမငေါ့ပြုံးရွှေပြီးတော့ကူညီပေးတဲ့ဦးအောင်အခုတော့သူမရီနိုင်မပြုံးနိုင်ဖြစ်နေခြင်းကြောင့်ပဲအဲဒီနောက်မောင်ဘိုးတင်ကဦးအောင်ကိုစကားဆိုလိုက်တယ်